Hello, Mangalava. Favorite English class kani pian chu so ba le. Di ni ma chama lo conditional clause လို့ခေါ်တဲ့ if pattern ကြောင့်ပြမှာဖြစ်ပါတယ်။အဲ့တော့ if pattern ကိုတခြားတစ်မျိုး subordinating clause လို့လည်းခေါ်သေးတယ်။ဘာကြောင့်လဲဆိုရင်ဒီ if ဆိုတဲ့ conjunctions လေးက subordinating conjunctions တွေဖြစ်တဲ့ဒီစကားလုံးလေးထဲမှာပါလာကြောင်းဖြစ်ပါတယ်။အဲ့တော့ condition ဆိုတာတော့ဘာလဲဆိုရင်အခြေအနေပေါ်မှာမူတည်ပြီးတော့မှဖြစ်လာတဲ့စာကြောင်းတွေအဓိပ္ပာယ်ကိုပြောတာဖြစ်တယ်။ဒါကြောင့်မလို့if clause ဆိုတာဒီ if နဲ့စာပြီးရေးထားတဲ့စာကြောင်းတွေမှာနောက်ထပ်သူနဲ့တွဲစာကြောင်းကို reserved clause လို့ခေါ်ပါမယ်။နောက်ထပ် conditional clause ဆိုလို့ရှိရင် main clause လို့ခေါ်မယ်ပေါ့နော်။နောက်ထပ်တစ်ခုကတော့ dependent clause independent clause ဆိုပြီးမှဖြစ်မယ်။အဲ့တော့ဒီနေရာမှာ dependent နဲ့ independent ကိုတစ်ချက်လေးရှင်းပြချင်ပါတယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင် if it rains လို့ပေးထားတယ်။မိုးရွာခဲ့ရင်ဒါမှမဟုတ်မိုးရွာရင် we will play football ငါတို့ဒီဘောလုံးကစားကြမယ်။အဲ့တော့ဒီစာကြောင်းနှစ်ကြောင်းကိုကျွန်တော်တို့ဖြတ်ကြည့်လိုက်လို့ရှိရင် we will play football ပေါ့နော်။ဘောလုံးကစားမယ်ဒီဘောလုံးကစားမယ်ဆိုတဲ့စာကြောင်းမှာသူအရှိရဘာမှမပါဘဲနဲ့အဓိပ္ပာယ်ပြည့်စုံတဲ့စာကြောင်းတစ်ကြောင်းဖြစ်တယ်ဒါကြောင့်မို့သူ့ကို independent clause လို့ခေါ်ပါမယ်နောက်တစ်ခါကျတော့ if it rains မိုးရွာရင်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲမိုးရွာရင်ဘာလို့မှာလဲနော်ဒီမှာအဓိပ္ပာယ်ကသူ့မှာမပြည့်စုံတဲ့အတွက်ကြောင့်မို့သူ့ကို dependent clause လို့ခေါ်ပါမယ်အဲ့ဒီမှာဆိုလို့ရှိရင် if clause နဲ့ reserved clause ကို pattern လေးနဲ့ formula လေးနဲ့ပြထားမယ်ပေါ့နော်အဲ့တော့if clause မှာဆိုလို့ရှိရင် conditional ၄ခုရှိတယ်ပထမနှစ်ခုအရင်ပြောပါမယ်0 condition နဲ့သူ့ရဲ့ formula ကတော့ဘာလဲဆိုရင် if present ဆိုပြီးတော့မှတွေ့ရမယ်နောက်တစ်ခုက first condition နဲ့ဒါကတော့ if present ဆိုလို့ရှိရင် well present ဒီမှာတော့ present လို့ပေးပြီးမှတကယ် verb 0ဖြစ်ရမယ်ပေါ့နော်အဲ့တော့0 condition နဲ့ကော first condition နဲ့နှစ်ခုစလုံးဟာဘာလဲဆိုရင်တကယ်ဖြစ်နိုင်တဲ့အကြောင်းအရာတွေပေါ်မှာပဲမူတည်တာဖြစ်တဲ့အတွက်ကြောင့်မို့ possibleနော်ဖြစ်နိုင်တဲ့အကြောင်းအရာတွေပေါ်မူတည်စာကြောင်းတွေရေးထားတာဖြစ်ပါတယ်အဲ့တော့0 condition လို့ဆိုလို့ရှိရင် if present ဆိုပြီးမှသူရဲ့ formula ကြည့်ရအောင်နော်အဲ့တော့ပထမတစ်ခုကတော့ဘာလဲဆိုလို့ရှိရင် real condition real condition real result ဒါဆိုလို့ရှိရင်0 condition အဲ့တော့0 condition မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာနမူနာလေးပေးထားတယ် if the wind blows လေတိုက်တယ်ဆိုရင်တရွတ်တွေလှုပ်တယ်ဒါသဘာဝပေါ့နော်တကယ်ဖြစ်နိုင်တဲ့ဟာနောက်တစ်ခါကျတော့ဘာလဲဆိုရင်အပြာနဲ့အဝါကိုရောရင်အစိမ်းရမယ်ဆိုတာမျိုးနောက်တစ်ခုကမီးပွင့်အနီကိုဖြတ်သွားရင်ဓာတ်ရိုက်ခံရမယ်ဆိုတာမျိုးပေါ့နော်ဥပဒေကိုsignificant တစ်ခုကိုချုပ်ဖောက်ရင်ဓာတ်ရိုက်ခံရမယ်ဆိုတာတွေကတကယ်0 conditionalist တွေဖြစ်တယ်တကယ်လို့ if ကိုပေါ့အရှိရနေထားပြီးရေးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာcomma လေးထည့်ပြရမယ် if ကိုအလယ်မှာထားရေးမယ်ဆိုလို့ရှိရင်တော့ comma ထည့်စရာမလိုနှစ်ဖက်စလုံးလှည့်ပြီးတော့ရေးလို့ရမယ်ပေါ့နော်ဒါကတော့0 conditional ဖြစ်ပါတယ်နောက်တစ်ခုက first conditional အဲ့ first conditional ကတော့သူ့ရဲ့ formula ကဘာလဲဆိုလို့ရှိရင်စနပြောခဲ့သလို possible condition possible result ပါအဲ့တော့ possible condition possible result ဆိုတော့ဒီနေရာမှာဘာပြောမလဲဆိုရင်ဖြစ်နိုင်တဲ့အခြေအနေပေါ်မှာမူတည်ပြီးမှဖြစ်နိုင်တဲ့ရလဒ်ကိုပြောတာပေါ့အဲ့ဒီမှာနမူနာလေးပြောလိုက်မယ်ဆိုရင် if he studies hard သူစာစူးစမ်းမယ်ဆိုလို့ရှိရင်သူစာတကယ်စူးစမ်းမယ်ဆိုလို့ရှိရင် he will pass the exam with flying colors ကိုနုတွေနဲ့အောင်မယ်ပေါ့နော်အဲ့ဒါကိုပဲစစနာလို့ if ကိုအလျက်ထားမယ်ဆိုရင်တော့ comma မလိုဘူးပေါ့ဒါကဘာလဲဆိုရင် first condition နဲ့ဖြစ်ပါတယ်ဒါကသူ့ရဲ့အဓိပ္ပာယ် possible condition possible result ကိုပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင် second conditional အဲ့ second conditional မှာကျတော့သူ့ရဲ့ pattern ဒီ formula ဒီပါလဲဆိုလို့ရှိရင် if past would present ဖြစ်ပါတယ်ဒီ present ဒီလည်း verb 0ပေါ့နော်အဲ့ second condition နဲ့နောက်တစ်ခုက third condition နဲ့ဖြစ်ပါတယ်သူ့ရဲ့ formula ဒီ if past perfect would have pp ကျမတို့ဒီလိုပဲ would have pp ဆိုပြီးမှ past participle verb 3ကိုပြောထားခြင်းဖြစ်ပါတယ်ဒီမှာလည်းသူရဲ့အနေထားလေးရှင်းကြည့်ရအောင်နော်အဲ့တော့ဒီနှစ်ခုလုံး second condition နဲ့ third condition နဲ့နှစ်ခုစလုံး impossible ဒါမှမဟုတ်လို့ရှိရင်ဒီမှာရေးထားတဲ့ imaginary ပေါ့နော်စိတ်ကူးရင်နာတွေမဖြစ်နိုင်နေပြန်ပြီးတော့မှဖြစ်ပြီးသွားတာကိုမလုပ်ခဲ့လိုက်ရလို့ခြင်းဆိုတဲ့နောင်တတွေဒါတွေကိုမူတည်ပြီးတော့မှဒီ sentence တွေဒီစာကြောင်းတွေရေးခြင်းဖြစ်တယ်ဒါဆိုလို့ရှိရင်ပထမဆုံးတစ်ခုကြည့်ရအောင်ပါအဲ့တော့ဒီမှာဆိုလို့ရှိရင် second condition ရဲ့ formula if past would present ဘယ်လိုအနေထားမျိုးမှာလဲဆိုတာတစ်ချက်ကြည့်ရအောင်နော်ဒါဆိုလို့ရှိရင်ဒီမှာ unreal condition and real result လို့ပြောထားတယ်ခြေအနေရဲ့ unreal မဖြစ်နိုင်ဘူးနော်အဲ့ဒါကြောင့်မို့လို့သူ့ရဲ့ result ကလည်းပဲမဖြစ်နိုင်ဘူးဒါကြောင့်မို့ကျွန်တော်တို့က would နဲ့ရေးထားတယ်ဒါဆိုလို့ရှိရင်သူ့ရဲ့နမူနာလေးကိုဒီမှာကြည့်ရအောင်ပါ second condition မှာကျ if he studied
past tense မှာ past မှာပြခဲ့ရပါတော့ဒီစာကြောင်းလေးကိုကြည့်မယ်ဆိုရင်ဒီမှာဒီ timeline လေးနဲ့ရှင်းပြီးပြမယ်ဒီမှာဆိုရင် past tense ဖြစ်တယ်ဒီမှာ present ရှိတယ်ဒီဘက်ကတော့ future ပေါ့နော်အဲ့တော့ဒီမှာ past tense မှာသူစူးစမ်းခဲ့မယ်ဆိုလို့ရှိရင် he would pass the exam သူစာမေးပွဲအောင်မယ်ဒါကဒီ present အထိရောက်မလားပေါ့နော်ဒီ past မှာနေပြီးသွားပြီနောက်တစ်ခုကမဖြစ်နိုင်တဲ့ဟာကိုစိတ်ကူးရင်တဲ့ခါမျိုးမှာကျမတို့ကအမြဲတမ်းသုံးလို့ရှိတယ် if I were you ငါသာမင်းဖြစ်ခဲ့ရင်ငါမင်းဖြစ်ချင်လို့မှမရနော် if I were you I would travel around the world အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘာဒီနေရာမှာတစ်ချက်သတိထားရမှာကတကယ်တမ်းဆို if I was လို့ဖြစ်မှာပေါ့နော်ဒီမှာတော့ if clause မှာမဖြစ်နိုင်တဲ့ imaginary စိတ်ကူးရင်တာသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့ w ရာကြီးဝယ်အဲ့တော့ subject က he ပဲနေနေ she ပဲနေနေ id it ပဲနေနေကျမတို့အမြဲတမ်း w ရာကြီးဝယ်ဆိုတာပဲသုံးရမှာဖြစ်ပါတယ် if I were you I would travel ငါသာမင်းဖြစ်ခဲ့ရင်ကဘာကြီးတစ်ပတ်ပတ်လိုက်မယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ဒါလေးရတော့ရှင်းမဲ့ထင်ပါတယ် second condition ကိုပြောရဖြစ်ပါတယ်နောက်တစ်ခုက third condition နဲ့ third condition မှာကျတော့သူ့ရဲ့အနေထားပါလဲဆိုရင် hypothetical condition သို့မဟုတ်လို့ရှိရင် unreal result သူကလည်းစိတ်ကူးရင်တာတော့မဟုတ်လို့ရှိရင်အရင်ကပြီးခဲ့တဲ့ဖြစ်ခဲ့တဲ့မဖြစ်ခဲ့လိုက်ရလေခြင်းမလုပ်ခဲ့ရလိုက်ရလေခြင်းဆိုတော့ regret ပေါ့နော်နောင်တရတဲ့ဟာမျိုးအဲ့ဒါကို unreal result နဲ့ဖော်ပြတယ်ဒါကြောင့်မလို့ perfect အဲ့တော့ timeline ကိုတစ်ချက်ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်စောစောကလိုပဲဒီ future ရဲ့ present ရဲ့ past ရဲ့ပြီးသွားပြီအဲ့တော့ဒီ past tense မှာပြီးသွားခဲ့တဲ့ဟာရဲ့အရှိမကြိုပြီးဖြစ်တာကိုကျွန်တော်တို့ကဘာနဲ့သတ်မှတ်လဲဆိုရင် past perfect နဲ့သတ်မှတ်တယ်ပေါ့အဲ့တော့ဒီ that conditional လေးဟာ past perfect မှာဖြစ်ခဲ့တဲ့ဟာကိုပဲသူကဖော်ပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့เนาะဒီအတိတ်ဒီ past perfect မှာပြီးဥပမာ that condition နဲ့ဆိုရင် if he had studied သူသာတကယ်လို့စူးစမ်းခဲ့တယ်ဆိုရင်เนาะဒီမှာ had plus verb 3 would have passed the exam would ဟိုအတိတ်မှာတော့ future နောက်တစ်ခါ have past က perfect ပေါ့နော်ဒီအတိတ်မှာပဲဒီကာလမှာပဲသူအောင်မြင်ခဲ့မှာတကယ်တမ်းလက်ရှိအခြေအနေမှာတော့သူမစူးစမ်းခဲ့တယ်လို့စာမေးပွဲလည်းမအောင်ခဲ့ဘူးအဲ့တော့ဒီ past tense အထိကိုရောက်မလာပါဘူးသူကဒီရှေ့ပိုင်းမှာဖြစ်ခဲ့တဲ့ဟာပေါ့နော်ဒါလေးကိုမှတ်မှာပါဒီ timeline လေးကိုတော့ထပ်ပြီးတော့မှပြောပြပါမယ်အဲ့တော့ if he had studied he would have passed the exam ပြီးတယ်နောက်တစ်ခု if they had invited me သူတို့ကငါ့ကိုတကယ်လို့ဖိတ်ခဲ့ရင် I would have attended the party ငါပါတီကိုတက်မှာပေါ့လို့ပြောတာပေါ့ဒီအတိတ်မှာပဲနော်သူတို့ကမဖိတ်ခဲ့တယ်လို့ငါလည်းပါတီကိုမသွားလိုက်ရအောင်နော်မင်းတို့လာမယ်မှန်းသိရင်ငါဟင်းနေချက်ထားမှာပေါ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါတွေကဘာကိုပြောချင်တာလဲဆိုရင် that condition မှာမဖြစ်နိုင်တဲ့ဟာနောက်တစ်ခါအဖြစ်သဘောပြောတဲ့ဟာနောက်တစ်ခါကျတော့သူ့ရဲ့ result တွေအားလုံးဟာတကယ်မဖြစ်တဲ့နောင်တရပြီးပြောတဲ့ပုံစံမျိုးမလုပ်လိုက်ရလေခြင်းဆိုတဲ့ပုံစံမျိုးပြောတာဖြစ်ပါတယ်နော်ဒါက that condition နဲ့ဖြစ်ပါတယ် and also အချုပ်ကလေးကိုဒီမှာတစ်ချက်ကြည့်အောင်ဒီမှာဆိုရင်0 condition နဲ့ first condition နဲ့ second condition နဲ့ third condition နဲ့ဆိုရင်မှာပေးထားတယ်ဒါလေးကိုရှင်းကြည့်ရင်ရှင်းမယ်ထင်ပါတယ်0 condition နဲ့ဟာ if we drive fast we get there faster ငါတို့မြန်မြန်မောင်းရင်မြန်မြန်ရောက်မယ်မြန်မြန်ရောက်တယ်မြန်မြန်မောင်းမြန်မြန်ရောက်ဒါနော် first condition နဲ့က if we drive fast we will get there အဲ့တော့မြန်မြန်မောင်းရင်မြန်မြန်ရောက်မယ်ဆိုရဲ will get ဖြစ်ပါတယ်ဒါနှစ်ခုကကြတော့ possible reaction ဖြစ်တယ်နောက်တစ်ခုကကျတော့ second condition နဲ့မှာ if we drove fast အတိတ်ကာလမှာမြန်မြန်မောင်းခဲ့ရင်မြန်မြန်ရောက်မယ်ဒီမှာလေးတူတူပဲ if we had driven fast we would have gotten there ဆိုတော့ဒီကတော့မောင်းလည်းမမောင်းဘူးရောက်လည်းမရောက်ဘူးဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ timeline လေးနဲ့တစ်ချက်ကြည့်ကြရအောင်ပါအဲ့တော့ဒါဒီတကယ် real condition possible condition possible result ဖြစ်ပါတယ်ဒါတွေကကြတော့ impossible hypothetical imaginary လို့ခေါ်တဲ့ conditionist တွေဖြစ်ပါတယ်အဲ့ဒါလေးကိုကြည့်မယ်ဆိုရင် timeline လေးပေါ့နော်ပထမတစ်ခုကတော့present ကာလဒီမှာရှိတယ်ပြီးရင် past tense ရှိတယ်နောက်တစ်ခါ future tense ဆိုပြီးအနာဂတ်ကာလရှိမယ်အဲ့ဒါပြီးလို့ရှိရင်ဒီဘက် past tense ရဲ့အရှိမဖြစ်တာမှန်သမျှကိုကျွန်တော်တို့ဘာခေါ်လဲဆိုလို့ရှိရင် past perfect လို့ခေါ်ပါတယ်past perfect ဒီ past အထိကိုရောက်မလာဘူးလုံးလုံးရရမသက်ဆိုင်တော့ဘူးဒါကိုကျွန်တော်တို့က past perfect had plus verb 3နဲ့ပြောလို့ရှိရပေါ့နော်အဲ့ဆိုတော့ second condition ဆိုတော့ဒီ present ကိုမရောက်ခင်ဒီအတိတ်ကာလလေးမှာပဲပြီးသွားခဲ့တဲ့အပိုင်းဖြစ်တယ်နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင် third condition တွေကကျတော့ဒီအတိတ်ကာလမှာပဲလုံးလုံးရရ had plus verb 3မှာဖြစ်တဲ့အတွက်ကြောင့်မို့ would have verb 3ဆိုပြီးတော့မှဒါလေးကို formula လေးနဲ့ပေးထားတာဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့ဒီ if clause ကို
နော် if pattern နားလည်လောက်ပြီးထင်ပါတယ်အဲ့နောက်ဆုံးတစ်ချက်မှာကျွန်မ formula လေးနဲ့ချုပ်ပေးထားတယ်ပေါ့နော်ဒါလေးတစ်ချက်ကြည့်ရအောင်ပါအဲ့တော့ to learn by heart လို့ရေးပေးထားတယ်ဖြစ်နိုင်ရင်တော့ဒါလေးကိုအလွန်ကျက်လိုက်ပြီဆိုရင်ဘယ်ဟာဖြစ်လို့ရပါတယ်အဲ့တော့ conditional clause ကဒီဘက်မှာ if clause မှာ if present ဒီ formula လေးခုပဲကြည့်ရမယ်နော် if present if present were present if past was present if past perfect would have pp ဒါလေးပါပဲအဲ့တော့ mixed condition နဲ့ရရှိတယ်ဒါကတော့နောက်မှတည်တံ့တစ်ခါထပ်ပြီးတော့မှပြောပြမယ်ပေါ့နော်အခုလောလောဆယ်မှာဒီလေးချောင်းလေးကိုကြည့်ထားမယ်ဆိုလို့ရှိရင်ဘယ် if pattern မျိုးမဆိုဖြေလို့ရတယ်ဆိုတာလေးကိုပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်